ဒီချန်တိတ်စေလို့နဲ့ကရားပြည်နယ်ဘက်ကလော်ပီတာလို့ခေါ်တဲ့ရွာလေးတစ်ရွာရဲ့နောက်ပိုင်းမှာတော့နှချမ်းကြီးတစ်ခုရှိပါတယ်။ထိုချန်ထဲမှာရှိတဲ့နွားတွေကလည်းနိုးစားနွားတွေသာဖြစ်ကြပြီးတော့နွားတွေကလည်းအင်မတန်မှဝါဖြိုးနေကြတယ်ဗျ။ထိုနွားတွေကိုပိုင်ဆိုင်တဲ့သူကတော့အသက်30ခန့်အရွယ်ကိုစိန်မောင်ဆိုတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ကိုစိန်မောင်ကအရန်ကိုရိုးသားပြီးအေးအေးဆေးဆေးနေတတ်တဲ့လူတစ်ယောက်ဖြစ်တယ်လို့နွားတွေကိုမွေးမြူရင်းဘဝကိုလည်းရိုးရှင်းစွာနဲ့ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။နောက်ပြီးတော့ကိုစိန်မောင်မှာသားနဲ့မယားကိုလည်းပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါတယ်။ကိုစိန်မောင်ရဲ့ဇနီးဖြစ်သူကတော့လော်ပီတာရွာလေးရဲ့မနီမိုးမှာရှိတဲ့ရေမကြရွာသူလေးဖြစ်ပြီးကိုစိန်မောင်ထက်အသက်9နှစ်လောက်ငယ်တဲ့စုနွယ်ဆိုတဲ့ကောင်မလေးသားဖြစ်ပါတယ်။သားဖြစ်သူလေးရဲ့နာမည်ကတော့ဖိုးခွာလို့ခေါ်ပြီးအသက်အားဖြင့်တော့9နှစ်ခန့်သာရှိသေးတယ်ဗျ။ဒီနေ့မှာတော့ကိုစိန်မောင်နဲ့အိမ်သားနီးချင်းဖြစ်တဲ့ပုံမောင်လွန်းဆိုတဲ့သူဟာသူ့ရဲ့တပည့်ဖြစ်တဲ့ဖိုးစော်နဲ့အတူကိုစိန်မောင်ရဲ့ခြံစည်းရိုးဘေးကနေကိုစိန်မောင်တို့သားဖ3ယောက်ကိုလှမ်းကြည့်နေခဲ့တယ်ဗျ။ဇနီးဖြစ်သူစုနွယ်ရဲ့စံကေတာတွေကတင်ပါအထိရှည်လျားပြီးမဲမောင်ဖြောင်ဆင်းနေခဲ့ပါတယ်။ဒါတင်မကသေးပဲတည်သွဲပြီးလုံးကျတဲ့ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်။ကိုစိန်မောင်ရဲ့ဇနီးဖြစ်သူဟာအရန်ကိုငယ်သေးပြီးအရန်ကိုချောမောလှပတာကြောင့်ကိုစိန်မောင်ကိုတရွာလုံးကမိမရကန်ကောင်းနေဆိုပြီးပြောဆိုနေခဲ့ကြတာပါ။ဆရာကြီးရေဟိုမှာကြည့်ပါဦး။ကိုစိန်မောင်တို့များတာယာနေလိုက်တာမိမချောချောလေးကိုရထားတော့ဒီလူကအပေချင်းကြီးကြီးပြုံးပြောနေတာပဲဗျာ။သူ့ကိုကြည့်ပြီးတော့ကျွန်တော်တော့မိမယူရင်စိတ်ပေါက်လာတယ်လို့ပဲဗျာ။အာဟိကောင်ဖိုးစောတော်စမ်းကွာငါစိတ်တွေကြည်နေတာမဟုတ်ဘူးနော်ငါရဲ့ရှေ့မှာဒီစကားမျိုးကိုနောက်တစ်ခါမပြောမိစေနဲ့အခုလိုပြောတာငါမကြိုက်ဘူးကွာအဲ့လိုပြောပြီးတဲ့နောက်မှာတော့ကိုမောင်လုံးဟာအငိုကြိတ်ပြီးဒေါသထွက်သွားတဲ့ပုံစံနဲ့အနှဲငယ်ပြုံးလိုက်ပါတယ်နောက်ပြီးတော့တာယာပြောရှင်နေတဲ့ကိုစိန်မောင်တို့မိသားစုလေးကိုကြည့်ကအခုလိုထပ်ပြောလိုက်တယ်ဗျဒါတွေကတကယ်တမ်းကငါရရမယ်အခွင့်အရေးတွေပဲကွာဒီနွားမွေးတဲ့ကောင်ကဝင်ရှုပ်သွားလို့တကယ်ဆိုလို့ရှိရင်စုငယ်ကိုငါအရင်တွေ့ခဲ့တာငါရဲ့အချစ်ကိုလက်မခံမဲစိန်မောင်နောက်ကိုတကောက်ကောက်ပေါအောင်လိုက်သွားတယ်လေငါနည်းနည်းလေးမှမကြည့်နိုင်သေးဘူးထိုအချိန်မှာပဲနေမင်းကြီးဟာတောင်ဆွဲတောအုပ်တွေကြားကနေမိုးကိုစောက်ဝိုင်းကြီးတဲ့ကိုဝင်သွားခဲ့ပြီဖြစ်ပါတယ်အဲဒါကြောင့်ဦးမောင်လွန်းတို့ဆရာတပည့်နှစ်ယောက်ဟာဦးစိန်မောင်ရဲ့ခြံစည်းရိုးနားကနေပြန်လဲပြီးတော့ထွက်ခွာလာကြတယ်ဗျဦးစိန်မောင်တို့ရဲ့အိမ်နဲ့ဦးမောင်လွန်းတို့ရဲ့အိမ်ဟာတိတ်မဝေးလာတာကြောင့်မကြခင်အချိန်တွင်းမှာပဲဦးမောင်လွန်းတို့နှစ်ယောက်ကလည်းအိမ်ကိုရောက်ရှိသွားကြပါတော့တယ်ဒီလိုနဲ့မနေ့တနင်္လာထိုးအချိန်မှာတော့ခွေးဦးတန်းကြီးများကလည်းဆွဲဆွဲငင်ငင်နဲ့ထွက်ပေါ်လို့လာခဲ့ပါတော့တယ်မိန်ပြပြလာရောင်လေးအောက်မှာတော့ခွေးဦးတန်းနေနဲ့တူလူတစ်ယောက်ဟာလည်းဓမီကိုထိုးပြီးခတ်တုတ်တုတ်လေးလမ်းလျှောက်လာခဲ့တယ်ဗျအဲ့ဒီသူကတော့တခြားသူမဟုတ်ပဲဦးမောင်လွန်သားဖြစ်နေခဲ့ပါတယ်သူ့ရဲ့ခြေလမ်းတွေကလည်းရွာလေးရဲ့အနောက်ဘက်တောအုပ်ရှိရာစီကိုဦးတီလို့နေခဲ့တယ်ဗျအချိန်တော်ကြောင်လမ်းလျှောက်လာပြီးတဲ့နောက်မှာတော့ဦးမောင်လွန်ဟာနေရာတစ်ခုကိုရောက်ရှိသွားပါတော့တယ်ထိုအခါမှာတော့ဦးမောင်လွန်ဟာလက်ထက်ကဓမီကိုထိုးပြီးရေးပြီးပတ်ဝန်းကျင်ကိုအကဲကဲကြည့်ရှုလိုက်ပါတယ်အိမ်နောက်မှာတော့ဦးမောင်လွန်ဟာရှေ့ကိုပြန်ကြည့်တယ်ဆိုမှသူ့ရဲ့ရှေ့မှာအိမ်ဟောင်းလေးတစ်ခုပေါ်လာခဲ့တယ်ဗျထိုအိမ်ဟောင်းလေးဟာလည်းဆုပ်ဆုပ်ပြက်ပြက်ဖြစ်နေခဲ့ပြီးအတော်လေးကိုဟောင်းနှမ်းလို့နေခဲ့ပါတယ်ထိုနည်းတူစွာပဲဦးမောင်လွန်ရဲ့ဘေးနားမှာလည်းနတ်ကွန်းတစ်ခုကလည်းရုပ်တရက်ထွက်ပေါ်လို့လာခဲ့တယ်ဗျအဲ့ဒီနတ်ကွန်းလေးမှာတော့နတ်ရုပ်ရဲဆိုပြီးတော့ထွေထွေထူးထူးတော့ရှိမနေခဲ့ပါဘူးအဖြူရောင်နတ်ကွန်းလေးပေါ်မှာအဝါရောင်ပန်းကုန်းလေးနဲ့အတူဘုရားရုပ်တု2ခု3ခုသာရှိနေခဲ့ပါတယ်ဦးမောင်လွန်တယောက်ထိုနတ်ကွန်းလေးကိုကြည့်ရှုနေကြမှာပဲအိမ်ဟောင်းလေးတွေကနေအကွက်ကွက်တန်တစ်ခုကထွက်ပေါ်လို့လာခဲ့တယ်ဗျငါရဲ့ခွင့်ပြုချက်မပါပဲငါရဲ့ဘိုင်းနဲ့ထဲကိုဘယ်ကောင်ဝင်လာရတာလဲကွာအတင်ရဲလာကြီးလားအခုချက်ချင်းငါရဲ့ဘိုင်းနဲ့ထဲကနေထွက်သွားစမ်းကွာထိုတန်ကိုကြားပြီးတဲ့နောက်မှာတော့ဦးမောင်လွန်ဟာသူ့ရဲ့ခြေလမ်းတွေကိုနောက်ကိုပြန်မလဲခဲ့ပဲအိမ်ဟောင်းလေးထဲကိုဝင်သွားခဲ့တယ်ဗျအိမ်လေးထဲကိုရောက်တဲ့အခါမှာတော့ဦးမောင်လွန်ဟာအသက်60ကျော်ရွယ်ဦးလေးကြီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ထိုဦးလေးကြီးဟာရှည်လျားတဲ့နှခမ်းမွေးတွေနဲ့အတူအလွန်ကြီးမားတဲ့ပရိကုံကြီးတွေကိုလည်းလယ်ပင်မှာဆွဲထားခဲ့တယ်ဗျအယိုးကောင်းတစ်ခုပေါ်မှာအနီရောင်ဆေးဖျောင်းတိုင်တွေကိုထွန်းညှိထားပြီးအလဲတက်တယ်မှာထိုင်နေတဲ့သူကတော့ဦးမောင်လွန်လာရောက်ရှာဖွေတဲ့အောက်လန်းဆရာကြီးဦးထေဝါသာဖြစ်ပါတယ်ဦးထေဝါရဲ့ရင်ဘတ်နဲ့လက်နက်ဖက်မှာလည်းအင်းကွက်တွေကိုတက်တူးထိုးထားပါသေးတယ်ဦးမောင်လွန်ဟာဆရာကြီးဦးထေဝါကိုကြည့်ပြီးအခုလိုစတင်ပြောလိုက်တယ်ဗျဆရာကြီးခင်ဗျကျွန်တော်ကဆရာကြီးကိုအန်တီရပြုတ်ဖို့အတွက်လာခဲ့တာမဟုတ်ပါဘူးဆရာကြီးစီကနေအကူကြီးလေးတစ်ခုလောက်လိုချင်လို့လာခဲ့တာပါဗျဟာလူတွေကငါးစီကိုလာရင်လာကြမှာကြောက်ကြတယ်ငါရဲ့ဘေးနားမှာရှိကြတဲ့တရက်တစ်စီပေါင်းတို့အခုချက်ချင်းပဲကိုယ့်နေရာကိုပြန်သွားကြတော့အကြောင်းရှိမှငါဆင့်ခေါ်လိုက်မယ်အောက်လန်းဆရာကြီးဦးထေဝါဟာသူ့ရဲ့ဘေးနားမှာရှိတဲ့တရက်တစ်စီတွေကိုပြန်လွှတ်လိုက်ပြီးတော့ဦးမောင်လွန်ကိုကြည့်ကအခုလိုထပ်ပြောလိုက်တယ်ဗျအေးဒီမှာကောင်းလေးဒီနေရာကိုဘာကိစ္စကြောင့်ရောက်လာတာလဲလာရင်ကိစ္စကိုပြောစမ်းမအောင်ကောင်းလေးရဒီလိုပါဆရာကြီးကျွန်တော်ကကောင်မလေးတယောက်ကိုချစ်နေခဲ့တာပါအဲ့ဒါကိုကောင်မလေးကကျွန်တော်ကိုပြန်မကြိုက်ပဲတခြားတစ်ယောက်စီကိုပါသွားလို့ပါဆရာကြီးအခုဆိုရင်သူတို့ကအိမ်တော်ကြီးကအရန်ကိုတာယာနေကြတာပါ
ပါသွားတာကအကြောင်းမဟုတ်ပေမဲ့အခုလိုမျိုးမြင်ရတော့ကျွန်တော်စိတ်ထဲမှာမခံချင်စိတ်တွေဖြစ်လာလို့ပါဆရာကြီးဟာမင်းအဖြစ်ကလည်းတနာစရာအတော်ကောင်းနေပါလားကွာဒါနဲ့ဒီကိစ္စကငါနဲ့ဘာဆိုင်လို့လဲမင်းကငါကဘာအကူအညီပေးရမှာလဲဟာဒီကိစ္စမှာဆရာကြီးစီကနေအကူအညီလိုလာခဲ့တာပါဒီကောင်မလေးကျွန်တော်စီကိုပြန်လာအောင်လုပ်ပေးပါဗျာပြီးတော့ကောင်မလေးရဲ့ခင်မွန်းတယ်ကိုလည်းမှတ်လောက်သားလောက်အောင်ဆုံးပါပြီးသူတို့ရဲ့မိသားစုလေးကိုပါဖျက်ဆီးပေးပါဆရာကြီး